ခလေးတယောက်ပဲမွေးရသေးတယ်ရင်သားတွေကပျော့တွဲပြီးတော့မရှိတော့ဘူးအမျိုးသားအစ်စ်မပြေဘူးဖြစ်နေတယ်နော်တချို့ကြတော့လေအမကြီးအသက်က30ကျော်ခလေး3ယောက်မွေးထားတယ်တချို့ကြတော့လေအသက်ပြေအရင်တော့မေးတို့တွေအခုဒီ20ကျော်လေးတွေကတော့ဒါသိဉာဏ်တယ်ပေါ့နော်ဘာကြောင့်ပျော့တွဲကုန်တာလဲဆိုတဲ့ကိစ္စကိုဒီနေ့မေးရှင်းပြမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အမျိုးသမီးတွေရင်သားပျော့တွဲသွားတဲ့ပြဿနာနော်မိတ်က relation နဲ့အမျိုးသမီးကျမ်းမာရေး consultant တယောက်ဖြစ်တယ်เนาะဒီအကောင့်ကလေးကိုအများအားဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေ relationship အိမ်တော်ရေးအခြေအနေနဲ့ပတ်သက်တဲ့အရာတွေကိုသိချင်တယ်ဆိုလို့ရှိရင်မိရဲ့အကောင့်ကလေးကို follow လုပ်ပေးလို့ရမမေ့ပါနဲ့ဒီနေ့အကောင့်မှာမိပြောချင်တာမိရဲ့ဟိုဘက်အကောင့်မှာတော့မိအဲ့ကိစ္စတွေပြောထားတော့တော်တော်လေးကိုပြဿနာတွေဖြစ်နေတဲ့သူတွေအများကြီးပေါ်ထွက်လာတယ်အများကြီးလည်းဝယ်ပြီးတော့အားပေးကြလို့အဆင်ပြေသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်နော်အခုခင်မှာအမျိုးသမီးတွေအသက်20နောက်ပိုင်းကနေစပြီးတော့အိမ်အောင်ကြတဲ့အသက်20ရွယ်ပေါ်လာကနေစပြီးအမျိုးသမီးတွေတော်တော်များများရင်သားတွေပျော့တွဲကမလဲအမကြီးခလေးတယောက်ပဲမွေးရသေးတယ်ရင်သားတွေကပျော့တွဲပြီးတော့မရှိတော့ဘူးအမျိုးသားအစ်စ်မပြေဘူးဖြစ်နေတယ်နော်တချို့ကြတော့လေအမကြီးအသက်က30ကျော်ခလေး3ယောက်မွေးထားတယ်တချို့ကြတော့လေအသက်ပြေအရင်တော့မေးတို့တွေအခုဒီ20ကျော်လေးတွေကတော့ဒါသိဉာဏ်တယ်ပေါ့နော်30ကျော်40ကျော်တွေအရွယ်မှာမေးတို့ဒါသိတာနောက်ကျသွားတယ်ဘာလို့ဆိုအရင်တော့ social media ကဒီလောက်ကမတွင်ကျယ်သေးဘူးလေအခုမှ social media ကပို့ပြီးတွင်ကျယ်လာတယ်ကျမကြီးနဲ့ပတ်သက်တဲ့အရာတွေဘာအကြောင်းကိစ္စပဲဖြစ်ဖြစ်မေးတို့ရဲ့ဒီ TikTok တွေ Google တွေမှာခောက်လိုက်တာနဲ့ကိုဖြစ်နေတဲ့အကြောင်းအရာတွေကိုရှာဖွေလို့ရတယ်ကိုဖြစ်နေတဲ့ကျမ်းမာရေးတွေကိုသိချင်တဲ့အကြောင်းအရာတော်တော်များများကိုရှာဖွေပြီးတော့မင်းတို့ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ဖြစ်နေတဲ့ပြဿနာတွေကိုအလွယ်တကူဖြေရှင်းနိုင်တယ်ပေါ့နော်အမျိုးသမီးတွေတော်တော်များများမှာမိတ်ရှေ့ဗီဒီယိုတွေမှာပြောရတယ်လို့ပဲအမျိုးသမီးမှာရှိတဲ့ဒီ estrogen hormone နဲ့ဒီ progesterone hormone ကျလာပြီဆိုလို့ရှိရင်ခုနကရှေ့ဗီဒီယိုမှာပြောရတယ်လို့အိမ်အောင်ရေးမှာပြဿနာတက်တယ်နော်တချို့ကဘာဆိုင်လို့လဲလို့ပြောကြတယ်မဆိုင်တဲ့သူတွေအတွက်ကတော့မဆိုင်ပါဘူးဆိုင်တဲ့သူတွေအတွက်ကတော့အရန်ကိုအရေးကြီးပါတယ်เนาะနောက်ပြီးတော့အခုအမျိုးသမီးလေးတွေဆိုလို့ရှိရင်တချို့တွေငယ်ရွယ်နဲ့ဒီတွေကိုရင်သားတွေပျော့တွဲသွားတယ်အခုခုနကပြောသလိုပေါ့ဒါဆိုလို့ရှိရင်သူတို့ဆိုရင်ရှေ့လျှောက်ရမယ့်လမ်းတွေကအများကြီးရှိတယ်သူတို့ရဲ့ခန္ဓာကိုယ်မှာဒီလိုချွေးရင်းချက်တွေဖြစ်နေပြီဆိုကိုယ့်ကိုယ် confidence မရှိဘူးယုံကြည်မှုမရှိဘူးဒီကိစ္စဒီလိုဖြစ်နေတာကိုစောလွင်စွာเนาะမင်းတို့လိုအပ်တာကိုဖြည့်မယ်ဆိုလို့ရှိရင်30 40 30ကျော်40မှာဒီလိုမျိုးပြဿနာအကြီးကြီးရင်မဆိုင်အောင်တချို့ဆိုလို့ရှိရင်ပြဿနာအကြီးကြီးရင်ဆိုင်ရတာရှိတယ်အားကြောင့်မို့အမျိုးသမီးတွေမှာဒီဟော်မုန်းကျတယ်ဆိုတဲ့အရာကိုသိပြီဆိုလို့ရှိရင်ဖြည့်ပါအဲ့လိုမှမဖြစ်ထားလို့ရှိရင်နောက်ထပ်ဟော်မုန်းကျခြင်းရဲ့ဖြစ်လာနိုင်တဲ့လက္ခဏာတွေအများကြီးရှိတယ်နော်နှလုံးအားနေတာတွေဒီလိုပြဿနာတွေအများကြီးကြုံလာနိုင်တယ်အားကြောင့်မို့ဖြစ်ဆက်စာလေးကိုစိတ်ဝင်စားတယ်ဆိုရှင်မရဲ့ profile အောက်မှာဆက်သွယ်လို့ရတဲ့ number ရှိပါတယ်အဲ့ဒီကနေလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်